အခု virtual age teaching အစီအစဉ်မှာပထမဆုံးပြမှာတော့ PowerPoint မှာ action button နဲ့ hyperlink တွေအသုံးပြုရေးအကြောင်းကို backend picture show တခုနဲ့ရှင်းပြမှာဖြစ်ပါတယ်။ဒီ show မှာ action button တွေကိုအဓိကထားပြောမှဖြစ်လို့ title slide တခုကိုပဲပြထားပြီးတော့ကျန်တဲ့စာသားတွေကိုခဏဖယ်ထားပါတယ်။လိုအပ်တဲ့စာသားတွေကိုတော့လိုအပ်တဲ့ slide တွေမှာထည့်နေပါတယ်။သို့မဟုတ်ဆရာဆရာမ presenter နဲ့ရှင်းပြနေပါတယ်။အခုလို action button တွေကိုအသုံးပြုရတဲ့အတွက်ကြောင့်မိမိရဲ့ PowerPoint presentation မှာကျောင်းသားတွေကိုပြန်လည်ရှင်းပြမှာဖြစ်စေစာတမ်းဖတ်မှာမိကုန်းရှင်တွေမိမနာဖြစ်စေမိမိကိုယ်တိုင်လိုအပ်တဲ့စာသားတွေရုပ်ပုံတွေကိုအလွယ်တကူပြန်ရှာဖွေနိုင်လို့မိမိရဲ့ virtual age teaching ကိုလည်းစက်တိုင်းကြပြီးလှပစေပါတယ်။ဒီလို show မှာတော့ကွန်ပျူတာမပါလို့မရပါဘူး။ပထမဆုံးသိထားမှာကအခုမြင်ရတဲ့ content slide ကနေလိုအပ်တဲ့ slide တွေကို action button link နဲ့ချိတ်ဆက်တဲ့နေရာမှာ slide number တွေကိုပထမဆုံးမှတ်သားပါမယ်။ဒီ number တွေကိုဒီမှာအတော့အပြန်လန်းချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ဒီမှာမြင်ရတဲ့ slide ကတော့ဒီ show မှာအဓိကဖြစ်တဲ့ content slide ဖြစ်ပြီးတော့ပကံမြို့တစ်ခုလုံးကိုဇုံ6ခုဖြစ်တဲ့ညောင်ဦးဇုံပကံမြို့မြင်းကပါတိပစ္စံမင်းနံတူဖွာစောစသဖြင့်ခွဲထားပြီးတော့အဲ့ဇုံ6ခုကို right arrow action button link နဲ့ချိတ်ထားပြီးတော့ action button ကိုနှိပ်တာနဲ့လိုအပ်တဲ့နေရာကိုရောက်တော့မှာဖြစ်ပါတယ်။ကိုကညောင်ဦးနှိပ်မယ်ဆိုညောင်ဦးဆိုမှဖျားလေးစုထားရမယ်ရွှေစုကိုကူပြောက်ကြီးစသဖြင့်ဥမာပကံမက်ကိုပြန်သွားမယ်ဆို return to ပကံမက်ကိုပြောင်းမယ်စသဖြင့်ပေါ့နော်။အဲ့တော့အခုနောက်တဲ့မြင်နေရတဲ့ဒီဘက်မှာမြင်နေရတဲ့ပကံဒီ clickable map ပေါ့နော်။ဒီ animation map မှာလည်းပဲဘာတွေ့ရမလဲဆိုတော့ဒီ animation button နဲ့နှိပ်တာနဲ့တက်ဆိုင်ဖျားလေးစုရောက်အောင်hyperlink နဲ့ချိတ်ဆက်ထားပါတယ် animation button တွေကိုလည်း hyperlink ပေးထားပါတယ် animation button တွေကတော့ graphic interaction format ဆိုရဲ GIF file တွေဖြစ်ပါတယ်ဥပမာမြင်ရတဲ့ဒီ map ထဲကနေပြီးတော့ညောင်ဦးမှာရှိတဲ့ရွှေစည်းကုံဖျားရဲ့ဒီ animation star လေးကိုနှိပ်မယ်ဆိုရင်ရွှေစည်းကုံဖျားရဲ့ slide ကိုရောက်သွားပြီးတော့မှเนาะအဲ့ရွှေစည်းကုံဖျားနေမှပကံမက်ကိုပြန်နှိပ်မယ်ဆိုရင်ပကံမက်ကိုပြန်အောင်မှာဖြစ်ပါတယ်ဒီနေရာမှာသူကသတိပြုရမှာကgo to button နဲ့ return button ကိုသတိပြုပါမယ်။အခု main content မှာမြင်နေတဲ့ zone 6ခုရဲ့ animation button တွေကတော့ action button တွေကတော့ right arrow go to button တွေဖြစ်ပါတယ်။နောက်ဆိုခုနပြောတဲ့ရွှေစုကုန်ဖျားရဲ့ slide မှာတော့မြင်နေတဲ့ button တွေကတော့ content button နဲ့ pagament button ဆိုပြီးတော့မြင်ရပါတယ်။အဲ့ဒါကြီးကတော့နော်ဒီ return button တွေမှာ left arrow return button တွေဖြစ်ပါတယ်။ဥပမာ map ထဲကဘူးပြားကိုနှိပ်မယ်ဆိုရင်ဘူးပြားကိုရောက်မယ်ဘူးပြားမှာဒါ map ကိုပြန်သွားမယ်ဥပမာဆိုတော့ကိုပြောကြီးဖျားမှာကိုပြောကြီးဝချင်းကိုရောက်မယ် map ကိုပြန်သွားမယ်ဥပမာဆိုတော့အာနန္ဒ temple အာနန္ဒကိုသွားမယ်ဆိုရင်အာနန္ဒကိုရောက်မယ် go to return to ပကံမက်ကိုပြန်အောင်မယ်ဒါဆို main content ကနေပြီးတော့ခုနဇုံ6ခုကိုတော့မှာဖြစ်တယ်နောက်တော့ဒီညမှာတစ်ခုအရေးကြီးတာက time limit ပါကိုပြောမှာကနိုင်ဝက်လားတနာရီလားတချို့ကတော့ slide တွေအချက်ပေါင်း80တရားလောက်လုပ်လိုက်ပြီးတော့အချိန်ကိုမတွက်တဲ့အတွက်ကြောင့်ပိုတာလိုတာတွေဖြစ်တတ်ပါတယ်နောက်ထပ်အရေးကြီးတာက slide number တွေမှန်ကန်ဖို့ပါဥပမာ main content ကိုမြင်ရတဲ့ clickable map က slide number 1ဖြစ်ပါတယ်အောက်ခြေမှာမြင်ရပါအောက်ခြေညာဘက်တော့မှာ slide number 1မြင်ရပါတယ်နောက်ကညောင်ဝချင်းစုံကတော့ slide number 4ဖြစ်ပါတယ် number 4မှာဖြစ်ပါတယ်နောက်ကရွှေစုကုန်ဖျားနေမယ်ရွှေစုကုန်ဖျားက slide number 8ဖြစ်ပါတယ်ရွှေစုကုန်ဖျားရဲ့ slide number 8ရဲ့အောက်ခြေမှာ left arrow return button တို့ကမှာ content နဲ့ pagament map ဆိုပါပါတယ်ဒီနေရာမှာ content နဲ့ pagament map ကိုအောင်စဉ်းစားမယ် content ကတော့ဒီညောင်ဦးစုံပြန်ရောက်မှာဖြစ်ပြီးတော့ pagament map ကတော့ပထမဆုံး slide show ဟိုနေ main content ကိုပြန်အောင်မှာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတာတစ်ခုကတော့အခုလို action button တွေနဲ့လုပ်နေဖြစ်တဲ့ run show နေဖြစ်တဲ့ကြောင့် keyboard ကနေပြီးတော့ arrow key တွေနဲ့ left click mouse ကိုတုံးရင်မဆိုင်တဲ့ slide တွေကိုရောက်သွားနိုင်လို့ကိုယ့်ဘာသာဘယ်ရောက်သွားမှမသိဖြစ်တတ်ပါတယ်ဥပမာဒါကြောင့်မိမိ show မှာအကြောင်းတစ်ခုချင်းဥပမာခုမြင်နေတဲ့ရွှေစုကုန်ဖျားကိုကြည့်မှဆိုရွှေစုကုန်ဖျားမှာ slide 3ချက်ရှိပါတယ်ဒီမှာမြင်နေရပါတယ် slide 3ချက်ကိုဘယ်လိုမှတ်လဲဆိုတော့ slide 1 3 2 3 3 3 side ပဲမှတ်ပါတယ်အဲ့ဒီချိန်မှာ slide ကို show မယ်ဆိုတော့down arrow တို့မို့ mouse click နဲ့တွားလို့ရပါတယ် slide number 22เนาะဒီမှာမြင်နေရတဲ့ slide number 23 33ဆိုတော့ပြီးတော့မှ content ကိုပြန်သွားမယ်တို့မို့ပကံမက်ကိုပြန်သွားမယ်နောက်တော့ဒီမှာဆိုရင်ပကံမျိုးဟောင်းကြည့်မယ်ဆိုပကံမျိုးဟောင်းမှာအားလုံးဒီမှာ select ဖျား
15စုပေးထားပါတယ်ဥပမာဆိုအာနန္ဒာကိုထည့်မယ်အာနန္ဒာမှာမြင်ရ slide က9ချက်ရှိပဲ9ချက်ဒီနေ့မှာစာသားတွေဟာကိုယ့်ကိုလိုအပ်တယ်ထည့်သွင်းနေပါတယ်အာနန္ဒာမှာ slide 9ချက်ရှိဆိုရင် slide နော်15 slide 25နော် slide 35နော် slide 45 slide 55စသဖြင့်တွားတာပဲဒါဗုဒ္ဓဖွားတော်မူကအဲ့တော့ဒီနေရာမှာ slide တွေဆုံးလိုက်ဆိုတကယ်လို့ left arrow key နဲ့တွားနေမှာဆိုမဆိုင်တဲ့နေရာရောက်သွားတယ်အဲ့အတွက်ကြောင့်return to content ဆိုပြီးတော့ခုနပြောတဲ့ပကံမျိုးပြန်သွားပါမယ်ဥပမာရွှေစံတော်နဲ့ရွှေစံတော်ဖျောက်ရောက်မယ်ရွှေစံတော်မှာ slide 2ချက်ရှိတယ်1 2 2 ဖြစ်ပါတယ်အဲ့တော့ content တို့မို့ပကံမဲ့တို့မို့ content ပြန်သွားမယ်ငကြွ2000နတ်လာချောင်းစသဖြင့်လောကတိပ္ပဘူးဖျားဆိုဘူးဖျားကိုရမယ်ဘူးဖျားမှာ slide တစ်ချက်ပဲပေးထားတယ်အဲ့တော့ကို return to ပကံမဲ့ဒီနေရာမှာတော့ဆရာမအနေနဲ့ခုနပြောလို့ဒီဖျားနဲ့ပတ်သက်တဲ့တည်တဲ့အကြောင်းအရာတွေကို slide တွေမှာထည့်ပြီးရေးနိုင်တယ်လို့ပုံတွေကိုထပ်တူပြီးတော့လိုအပ်တယ်လို့ဖြည့်ဆွက်ပြောကြနေပါတယ်ဒီ show မှာတော့ sample show ဖြစ်လို့စာသားတွေမထည့်ထားပါဘူးခုနပြောလို့ပေါ့နော်ဒီဥမာဆိုတော့ညောင်ဦးကိုကြည့်မှဆိုလူတော်ပြဖျားမှာဆိုရင်လူတော်ဖျားက slide နံပါတ်7မှာရှိတယ်ဒါလေးသိထားဖို့လိုပါတယ်လူတော်ဖျား slide 3ချက်ရှိမယ် slide နံပါတ်7မှာရှိတယ်အဲ slide နံပါတ်တွေကိုမှတ်ဖို့လိုပါတယ်ဒါဆိုရင်ဒီ show လေးကိုဒီမှာပဲတင်လိုက်ပါမယ်ဒါကျေးဇူးတင်ပါတယ်နောက်ထပ်ပြမယ် show ကတော့ how to create PowerPoint action button PowerPoint action button ကို PowerPoint မှာဘယ်လိုထည့်မလဲဆိုတာလေးကိုလည်းမိနစ်နည်းငယ်ကြာ show လေးတစ်ခုပြပါမယ်ကျေးဇူးတင်ပါတယ် thanks for watching ဒီနေ့မှာပတ်တူနေနဲ့ how to create PowerPoint action button ဆိုပြီးတော့ action button တွေကိုဒီ PowerPoint show မှာနေရာချတာလေးကိုအချင်းရှင်းပြပါမယ်ပထမဆုံးဒီမှာညောင်ဝကျင်းစုံမှာဖျားလေးစုပေးထားပါတယ်ဒီဖျားလေးပထမဆုံးမှမှာဒီဖျားလေးစုရဲ့ select နံပါတ်တွေရင်မှဖြစ်ပါတယ်ဒီရွှေစုကုံတို့ကိုပြောကြည့်လိုရပိကြောက်ကိုမင်းစသဖြင့် slide နံပါတ်တွေမှတ်ပြီးရင် insert menu ကနေပြီးတော့ shape ကိုနှိပ်ပါမယ် shape အောက်ဆုံးမှာမှခုနပြောတဲ့ action button တွေ့ပါမယ် action button မှာ right arrow action button ယူပါမယ် action button go forward or next ဆိုပြီးတော့တွေ့ပါလိမ့်မယ်ဒါလေးကိုရွှေစုံဖျားဘေးမှာဒါလေးကိုချလိုက်ပါမယ်ပြီးရင်တော့ action button မှာ hyperlink ကိုဘယ်လိုသွားမလဲတခါမေးပါမယ်အဲ့ဒါကြောင့်ဘယ်လိုသွားမလဲဆိုတော့ down arrow များတွေကိုဖွင့်ပြီးရင် select တွေရွေးပါမယ်အဲ့တော့ရွှေစုံဖျား slide နံပါတ်6မှာရှိတဲ့ကြောင့် slide နံပါတ်6ကိုယူပြီး okay ဒီနေ့မှာကြည့်မဆိုရင် slide နံပါတ်6ကို check လုပ်မဆိုရင်သူကဘာပြောရဲဆိုတာ control key ရဲ့ click နေမှာဆိုရင်ဒီ follow link ကိုရောက်မယ်ဒါဆိုသွားကြည့်အောင်နေလဲရွှေစုံဖျားရောက်ပြီဒါဆိုမှန်ပါတယ်အဲ့ဒီကြောင့်ပြန်သွားမယ်ဒီနေရာမှာဒီ slide button action button လေးကအောက်ခံ background အပြောင်မှာအရောင်မှင်းတဲ့အတွက်ကြောင့်သူ့ကို color လေးဖြည့်ပေးမယ်အဲ့တော့ shape face မှာဝါရောင်လေးဖြည့်မယ် shape outline မှာအနီရောင်လေးဖြည့်မယ် outline မှာဒုလေးနည်းနည်းတင်မယ် weight တင်လိုက်မယ် weight ကတော့ဒီလောက်ထားမယ်ဒါဆိုရင်ပြည့်စုံပြီဆိုရင်ဒီဟာလေးကိုနည်းနည်းလိုတော့အရွယ်စားလေးချိန်ညှိလိုက်မယ်ညှိပြီးရင်ဒီလောက်မှထားလိုက်မယ်ပြီးရင်ဒါလေးကရွှေစုံဖျားတဲ့ပြီးပြီအဲ့ဒီတော့နောက်တဲ့ action button တွေကိုဒီမှာတခါရဲဟိုပါပေါ့နော်copy paste လုပ်ပြီးတခါရဲဒီဟာကိုယူလိုက်မယ်ဖြစ်ပါတယ်အဲ့ဒီတော့ဒီဟာလေးကို control C control V control V control V ဖျားသုံးစီအတွက် action button ကိုယူမယ်ကြောက်ကိုမင်းနေရာမှာချမယ်နောက်တစ်ခါလူရပိနေရာမှာ action button ကိုချမယ်နောက်တစ်ခါခုနပြောတဲ့ Google ဝေချင်းနေရာမှာ action button ချမယ်ဒါဆို၄ခုအဲ့တော့ဒီမှာခုသိပြရမှာပါ action button ၄ခုနဲ့ရွှေစုကုန်ပြ slide နံပါတ်6ကနေ copy ကူးတဲ့အတွက်ကြောင့်အားလုံးက slide နံပါတ်6မှာပြနေမယ်အဲ့အတွက်ကြောင့်ဒီ slide တွေကို edit လုပ်မယ် right click edit link ဆိုပြီးလာလိမ့်မယ်အဲ့ဒီကြောင့် Google ဝေချင်းက slide နံပါတ်6မှာရှိတဲ့ကြောင့် Google ဝေချင်းရဲ့ slide ကိုတွားရှာမယ်ဒါဆိုရင်ကိုရောက်ပြီဒါဆိုရပြီနောက်တစ်ခုကတော့ okay နောက်တစ်ခုကတော့လူရပိရဲ့ slide နံပါတ်10မှာရှိတယ်အဲ့ဒါကြောင့် edit link မှာ slide နံပါတ်10 slide ကိုရွေးမယ်10ကိုယူမယ်ဒါဆိုလူရပိကိုချိန်ပြီး okay နောက်ဆုံးတစ်ခုကကြောက်ကူမင်း slide နံပါတ်69မှာရှိတယ်အဲ့ဒါကြောင့် slide နံပါတ်69ကို edit link မှာ slide နံပါတ်69ကိုတွားရှာမယ်ဒါဆို slide နံပါတ်69 67ကိုတွေ့ပါပြီဒါဆိုကြောက်ကူမင်းချိန်ပြီး okay အဲ့ဒါဆိုဒီ show လေးကို control SF စစ်လို့ပြီးတော့မှဒီဟာကို show ကြည့်အောင်ဒါဆိုရင်ဒီမှာတွေ့ပါပြီရွှေစုကုန်ဖျားကို link ကိုတွားကြည့်မယ်ရွှေစုကုန်ဖျား link ကိုနှိပ်ပြီးဆိုလောဝါလေးနှိပ်မယ်ရွှေစုကုန်ဖျားကိုရောက်မယ်return to content ကိုပြန်သွားမယ်နောက်ခုပြောကြည့်ဝယ်ချင်းကိုသွားမယ် return to content ကိုပြန်သွားမယ်လိုရပြည့်ကိုသွားမယ်ပြန်လာမယ်
ခါကြောက်ကူမင်းသွားမယ်ဒါဆိုရင် okay ပြီနောက်ဒုတိယတစ်ခုကတော့ဒီ slide show animation ကိုဒီမှာmap ပေါ်မှာမြေပေါ်မှာတင်ပါဦးเนาะအဲ့တော့ clickable map ပေါ့เนาะဒီပေါ်မှာတင်မယ်အခုလက်ရှိတော့ဒီBlueprint နဲ့ dimension မှာတင်ပြီးသားဆိုတော့ဒီရွှေစည်းကုံနဲ့ဒီလိုမင်းလိုမြအာနန္ဒာမှာတင်တာလေးကိုနမူနာ show ပြပါအဲ့အတွက်ကြောင့် animation pattern လေးကိုကွန်ပျူတာမှာတွားယူမယ်ဒါလေးက GIF pattern လေး GIF ကို show လိုက်မယ်ဆိုရင်ဒီလေးက animation ပြနေမယ်ဒီ GIF လေးကိုကိုယ့်ကို Photoshop လုပ်လို့ရလို့internet မှာ download ဆွဲနေရပါတယ်control C ပြီးတော့ control V ဒါ GIF animation တူလေးကိုနည်းနည်းလေး reduce လုပ်မယ်လိုတော့ရွယ်လေးထားလိုက်မယ်ထားပြီးတော့မှဒီဟာလေးကိုเนาะဘယ်ပို့မလဲဆိုတော့ control C control V ပေါ့เนาะဘူပြပေါ်ရွှေစည်းကုံပေါ်ပို့လိုက်မယ်ရွှေစည်းကုံပေါ်ရောက်ပြီရွှေစည်းကုံပေါ်ရောက်ပြီဆိုတော့သူ့ကို edit hyperlink လုပ်လိုက်မယ် edit လုပ်မယ်ဆိုရင်သူ့ကို hyperlink တွားမယ် hyperlink ကဘယ်တွားမလဲဒီနေရာမှာတစ်ခုရှိတာ place in this document ဆိုတော့ရွေးထားမှာဖြစ်ပါတယ်ရွှေစည်းကုံက slide နံပါတ်6မှာဖြစ်ကျွန်တော်ရွှေစည်းကုံကိုရောက်ပြီ okay နောက်တစ်ခုကထီလိုမင်းလို့ကြားတဲ့တခါလေဒီဟာလေးကိုတခါလေထီလိုမင်းလို့ပေါ့နေရာယူလိုက်မယ် star လေးယူလိုက်မယ်ပြီးရင်ထီလိုမင်းလို့ကထီလိုမင်းလို့ကတော့ slide နံပါတ်73မှာရှိတဲ့အတွက်ကြောင့်သူ့ကို hyperlink မှာ slide နံပါတ်73ကိုယူမှဖြစ်ပါတယ်73ကိုယူမှအဲ့တော့73ကိုတွေ့ပြီဆိုရင်ထီလိုမင်းလို့ကြာပြီ okay ဒါဆိုကို run သွားပြီဒီမှာဘူးပြနဲ့ dimension ကငကိုရယူပြရမဟုတ်လို့နည်းနည်းမင်းဖြစ်မှာဆိုကြိုပြီးထက်တာဖြစ်ပါတယ်အဲ့တော့နမူနာ3ခုပြရင်ရပါ sorry အာနန္ဒာကိုရမယ်အာနန္ဒာကိုလည်းတွားမယ်ဆိုရင် control C control V အဲ့တော့ဒီလိုမင်းတို့က animation ကိုအာနန္ဒာကိုကူးလိုက်မယ်တို့ဆိုလည်းဒီဥစ္စာအာနန္ဒာဖြစ်တဲ့သူ့ကိုအာနန္ဒာကို right click animation edit link ပြန်လုပ်မယ်အာနန္ဒာကတော့ slide နံပါတ်14မှာရှိတဲ့ကြောင့်အာနန္ဒာ slide ကိုပြန်ယူမယ်ဒါဆိုရင်14မှာ okay ရသွားပြီဒါဒီဟာကို show လိုက်မယ်ဒါဆို okay ပါပြီရွှေစည်းကုံသွားမယ်ရွှေစည်းကုံနေပြီးတော့ပကံဘက်ကိုပြန်လာမယ်ထီလိုမင်းလို့သွားမယ်ထီလိုမင်းလို့ကနေပကံဘက်ကိုပြန်လာမယ်အဲ့လိုအာနန္ဒာကိုသွားမယ်အာနန္ဒာနေပကံဘက်ကိုပြန်လာမယ်ဘူးဖျားတို့တမန်ကြီးရငကိုကြီးကရှိပြီးသားဆိုလို့ okay ပါတယ်ဒါဆိုဒါတော့ဆိုလုံလောက်ပါပြီဒါဆိုရင်ဒီ animation button တွေ hyperlink action button တွေကိုဒီလိုရိုးရိုးhyperlink နဲ့ action button သွားလို့ animation GIF animation နဲ့မြေပုံပေါ်မှာ clickable map လည်းလုပ်ရပါပြီ okay ကျေးဇူးတင်ပါတယ်